နော် BK Serum ကြစ်ကျင်းမွေနာမည်ပေးထားတာဗောနော်နာမည်ပေးထားတော့အရန်မိုက်တယ်ဘာဖြစ်လို့လက်ခံလိုက်တာလဲဆိုတော့အဲ့ကြစ်ကျင်းမွေနော်ဗာလဲကျင်းချက်မွေကျင်းချက်မွေဆိုပြီးတော့အဲ့ညီမလေးဖုန်းဆက်ပြီးတော့ပြောလိုက်ကြတယ်ဘာလဲကျင်းချက်မွေအမရဲ့ကျင်းမယ်ချက်မယ်မွေးမယ်အဲ့သုံးလုံးနဲ့ကိုအလုပ်ကိုလက်ခံလိုက်တာအဲ့သုံးလုံးလေးပါသွားတဲ့စကလုံးနဲ့တွေကိုအဲ့အလုပ်ကိုညီမလေးပို့လိုက်တော့ဆိုပြီးတော့အဲ့ကိုပို့လိုက်တော့ဆိုတော့လက်ခံလိုက်တာပေါ့နော်ဘာဖြစ်လို့ဆိုတော့တကယ်ကိုမှထိရောက်တယ်နိုင်ရှင်လို့ဆိုတော့အခုနိုင်ရှင်ယောက်ျားပြောတယ်ဝါရှာကောင်းတယ်ဆိုတာဝါရှာတကယ်ကောင်းတာပါတကယ်ကိုကောင်းတာတကယ်ကိုကောင်းလာတာအရင်ကတည်းကနိုင်ရှင်ဝါရှာအရင်ကတည်းကကောင်းတယ်အခုပိုကောင်းသွားနော်မဝါရှာပူမိုက်โอเคအဲ့တော့ဟိုပါပေါ့ဒါလေးနဲ့ပတ်သက်ပြီးတော့အရင်တော့ကတော့မကတော့ခဏရှင်းပြပြီးပြီနောက်တစ်ချိန်ကျမပြန်ပြီးတော့မှပြောပြခြင်းတယ်ဒါကဘာ serum လဲဆို oil type serum oil ဆိုတော့ကျမတို့ကဒါ water base မဟုတ်ဘူးစီကိုအခြေခံထားတာပြီးတော့ကျမတို့ရဲ့ main မကိုရဲ့ area အရန်နူးညံ့တယ်နော်ဒါ main ကလေးတွေရဲ့ area အရန်နူးညံ့တယ်ကြွတာအရန်နူးညံ့တယ်အဲ့တော့ဘာဖြစ်လဲဆို absorption အရန်ကောင်းတယ်စိတ်ဝင်အားကောင်းတယ်အဲ့တော့ဒီလို oil type serum သုံးခြင်းအားဖြင့်ကျမတို့ရဲ့ဒါဟိုအထဲတိကိုသွားပြီးတော့ထိုးထည့်ပြီးလိမ့်စရာမလိုဘူးထိတ်ဝတင်ကိုလိမ့်ပေးယုံအားဖြင့်ဒီ main မကိုရှိတဲ့ကြွသားလေးတွေကနေပြောပေါ့နော်စုပ်ယူသွားမယ်ပြီးရင်ဒီမိမကိုမှာလိုအပ်နေတဲ့အာဟာရတွေကို तू ကပြန်ပြီးတော့မှဖြည့်တင်ပေးတာဟုတ်တယ်အဓိကဒီ VK Serum လေးရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတော့ဒီမှာစတင်နေပြီစချက်နေရပြီเนาะအဲ့တော့